NLD ဗဟိုဥပဒေအဖွဲ့ဝင်ဦးကိုနီကိုတနက်နဲ့ပြစ်ခတ်လောက်ကျန်ခဲ့သူကိုရဲတပ်ဖွဲ့ရဲ့ကနဦးစစ်ဆေးချက်အရမန္တလေးမြို့နေရဲလိပ်စာမှတ်ပုံတင်ကင်ဆောင်ထားသူဖြစ်တာကြောင့်သူ့ထွက်ဆိုချက်အတိုင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တွေဟာဒီကနေ့ည8 နာရီမှာမန္တလေးမြို့ချမ်းအေးတာဇံမြို့နယ်34လမ်း83-84ကြားကိုတွားရောက်ရှာဖွေတာတွေပြုလုပ်နေတယ်လို့11 Media Group ရဲ့မန္တလေးသတင်းတောက်တွေရဲ့သတင်းပေးပို့မှုရသိရပါတယ်ဒီလိုရှာဖွေမှုတွေနဲ့ပြုလုပ်တာနဲ့ပတ်သက်ပြီးတော့မြို့ကန်တွေကတရက်ခန့်ကိုဖမ်းပေးနိုင်ဖို့တောင်းဆိုတာကြောင့်လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှရဲမှူးကြီးဟန်ထွန်းကလက်ရှိစစ်ဆေးမှုအခြေအနေတွေအချို့နဲ့ပတ်သက်ပြီးတော့မြို့ကန်တွေကိုအခုလိုရှင်းပြခဲ့ပါတယ်။လိုပဲသတင်းတက်လာတယ်။တက်လာတော့ဦးတို့ကဒီတရားခံကမန္တလေးကလို့သတင်းကြားတယ်။သတင်းကြားတဲ့ခါကျတော့သူ့ရဲ့အဖေဟွာပေါ့ကွာသူ့ရဲ့နာမည်နဲ့အဖေနာမည်နဲ့ဒါဟွာပေါ့မပုတ်တင်မှာပါတဲ့လိပ်စာနဲ့ရတယ်။ကြားတဲ့ခါကျတော့အဲ့ဒါကိုရှာတဲ့အခါမှာသူကအခုဒါပါလဲအကွက်နံပါတ်682နော်အဲ့ဒီမှာနေတယ်ဆိုတာကိုသိတဲ့အတွက်ဦးတို့ကဒါလာစုံစမ်းလို့မရှိသေးဘူး။ဒါပေမဲ့ကိုတို့ရဲ့သူ့ရဲ့နာမည်နဲ့သူ့ရဲ့ဟွာပေါ့အိမ်နံပါတ်နဲ့လမ်းနာမည်ခွဲတိမသိသေးဘူး။အဲ့တော့ကျွန်တော်ကဒီကအကွက်မှုကိုပေါ်မေးတယ်။အဲ့ဒီလူနာမည်ဒီရက်ကွက်တည်းရှိလားဆိုတော့မေးတော့သူတို့လည်းမသိဘူးဆိုပြီးစုံစမ်းတော့ပဲရှိသေးတယ်။အဲ့ဒါကြောင့်အခုဒီမှာထင်လာကကျွန်တော်တို့ကထင်လာကအခုကအိမ်ကြီးကလည်းတော့ခတ်ထားတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရအကွက်နံပါတ်682ကိုဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီးအဲ့ဒီအကွက်ဟာလေးရက်တိုက်ဖြစ်ကနှစ်ထပ်မှာတော့ပိတ်ထားပြီးတော့အိမ်ငါးတွေတာနေထိုင်နေတယ်လို့ဆက်လက်ပြောပါတယ်။လက်တလောစစ်ဆေးချက်အရတော့တပ်တွေမတွေ့ရှိရသေးပဲကျူးလွန်သူဟာရှေ့နေတဦးဖြစ်တယ်လို့သိရတာကြောင့်ရှေ့နေအသားဝိုင်းကိုဆက်လက်စုံစမ်းမှုတွေပြုလုပ်နေတယ်လို့လည်းရဲမှူးကြီးကဆက်လက်ပြောပါတယ်။ည10 နာရီဝန်းကျင်ကရရှိတဲ့အချက်အလက်အရအကွက်နံပါတ်682အနီးတစ်ဝိုက်မှာလူစုလူဝေးတွေဖြစ်ပေါ်နေတာကြောင့်ရဲတပ်ဖွဲ့ကနေပြီးတော့လုံခြုံရေးတွေထားရှိပြီးစောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။